Skinwalker တွေဟာအမေရိကန်နိုင်ငံအနောက်တောင်ပိုင်းမှာနေထိုင်တဲ့ Navajo လူမျိုးတွေရဲ့ရိုးရာယုံကြည်ချက်တွေထဲကကြောက်စရာအကောင်းဆုံးတန်တာရီတစ်ခုပါ Navajo ဘာသာစကားအရ Skinwalker ကို Yinaldlushi လို့ခေါ်ပြီးအဓိပ္ပာယ်ကလေးဖက်ထောက်တတ္တဝါအဖြစ်သွားလာနိုင်သူလို့အကြမ်းဖျင်းဆိုလိုပါတယ်တန်တာရီအရ Skinwalker ဟာဝင်းပလွီခွေးမြေခွေးကြောင်သမင်စတဲ့တရိษံပုံစံတွေကိုလည်းပြောင်းနိုင်ပါသေးတယ်လူအတန်ကိုလည်းအတူယူပြီးပြောနိုင်တဲ့အပြင်ညဘက်မှာလည်းပုံစံပြောင်းပြီးလူတွေကိုလိုက်ကြည့်တတ်တယ်လို့ဆိုပါတယ်အကြောက်ရဆုံးအချက်ကလူအတန်ကိုအတူယူပြီးပြောနိုင်တယ်ဆိုတဲ့အချက်ပဲတချို့ကတောထဲမှာမိသားစုဝင်အတန်လို့ကြားရတယ်လို့ပြောကြတယ်တချို့ကတော့အဝေးကနေစိုက်ကြည့်နေတဲ့အရင်မဲကြီးကိုတွေ့ဘူးတယ်လို့ပြောကြတယ်တင်းအင်ကကြောင်ဒါမှမဟုတ်ခွေးလေးဒီအမူအရာကိုကြည့်ပြီးတန်တရားဖြစ်စရာကောင်းရင်စားကိုဝိုင်းလိုက်ဖြူပြီးအတွန်းထဲမှာထိထားလိုက်လို့လေ Skinwalker ဟုတ်မဟုတ်စစ်ဆေးကြည့်လို့ရပါတယ်လို့လေ online မှာလူပြောတော့များကြပါတယ်ဒါပေမဲ့အခုချိန်ထိ Skinwalker တကယ်ရှိတယ်ဆိုတဲ့ပြပန်နေကြအထောက်ထားတော့မရှိသေးဘူး